ဒီကနေ့မှာတော့ UFC 323ပြိုင်ပွဲရဲ့ကိုမိန်းပွဲဖြစ် Flyweight Champion ကြီး Alexander Pantoja ကအင်တာဗျူးတစ်ခုမှာပြောသွားတဲ့အကြောင်းအရာလေးကိုကျွန်တော်ကဆွေးနွေးသုံးသပ်ချင်ပါတယ်။ UFC 323ပြိုင်ပွဲမှာသူက Flyweight Champion ကပတ်ကိုကာကွယ်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ Shin Fighter Joshua Van က Flyweight Champion ကပတ်ကိုစိန်ခေါ်ခွင့်ရတဲ့တက်တက်ဆလူငယ် Fighter ဖြစ်ပါတယ်။သူကအင်တာဗျူးတစ်ခုမှာသူပြောသွားတဲ့စကားတွေကိုကျွန်တော်ကပြန်ပြီးတော့ပြောပြရှင်တာဖြစ်ပါတယ်။ဘန်နဲ့ကစားရမယ့်ပွဲကသူ့အတွက်အရန်နဲ့မှလွယ်ကူပြီးတော့ပတ်စံကိုလွယ်လွယ်ရမယ့်ပွဲဆိုတာတကယ်ကောဟုတ်ရဲ့လား။သူကပွဲရကြရင်90-50လို့တတ်မှတ်လို့ရရှင်ရကြလိမ့်မယ်။ငါသာလောင်းလို့ရရင်လောင်းတယ်။လောင်းလို့မရလို့ပေါ့။မင်းတို့ကဘာလို့ငါဘက်ကမလောင်းရှင်ကြဘူးလား။ရှုပ်ကွက်နဲ့ငါနိုင်လိမ့်မယ်။ပတ်စံကိုလွယ်လွယ်ရမယ့်ပွဲပဲ။ Easy money ဆိုပြီးတော့သူကပြောသွားပါတယ်။နောက်ပြီးတော့ခုလိုလဲဆက်ပြောသွားတယ်။ငါရဲ့နောက်ဆုံးပြိုင်ပွဲ2ယောက်ကိုကြည့်လိုက်လေ။2ယောက်စလုံးကိုငါကရှုပ်ကွက်နဲ့နိုင်ယူထားတာ။ဒီပွဲလဲရှုပ်ကွက်နဲ့ပဲနိုင်ယူပြမှာပါ။ဘယ်နှရှိမှနိုင်ယူပြမလဲဆိုတာတော့မပြောတတ်ပေမဲ့တေချာတာကတော့စမင်းရှင်းနဲ့နိုင်ရမှာပါ How the fight အင်တာဗျူးမှာသူကပြောသွားတာဖြစ်တယ်ဒါကတော့ကျွန်တော်အမြင်ပြောရရင်စိတ်သက်စစ်စင်ရေးဖြစ်တယ်ကျွန်တော်တို့ရဲ့မြင်ကိုပြောရမယ်ဆိုဒီပွဲမှာဂျိုရှူအာဘန်နေနဲ့ဘန်တိုဂျာကိုနိုင်မယ်မနိုင်ဘူးဆိုတာတိတ်တောင်တစ်ဖက်နေကနေဘလောက်ကာကွယ်နိုင်မလဲဆိုတဲ့ပုံမှာမူတည်တယ်တကယ်လို့ကာကွယ်နိုင်ခဲ့မယ်ဆိုရင်တော့ဂျိုရှူအာဘန်နေနဲ့ဘန်တိုဂျာကိုနိုင်ရရှိဖို့လဲရာခိုင်နှုန်းတော်တော်များပါတယ်ကျွန်တော်ရဲ့ယူဆချက်တကူပြောမယ်ဆိုဂျော်ရှူအာဗန်ကစွမ်းဆောင်ရည်ကောင်းနေနဲ့ Flyweight Champion ကပတ်ကြီးကိုသိမ့်ပိုက်သွားမယ်ထင်တယ်မိတ်ဆွေတို့ရဲ့အမြင်ကိုလည်းအောက်ကကွန်မန့်မှာရေးသွားပေးလို့ရပါတယ်